ဟုတ်တယ်ပေါင်းဒီနေ့များအဲ့ဒီမှာရလာနာမောဘောတော့ကြွားလားသမီးမစူဝင်းချီဝေါမင်းတို့စူတွေတော့ဒါရှာလူရှိမအောင်လို့တို့ကုန်းတော့ခုလို့မဟာသာနိနေဟောနေနိသိပြပြောလေနော်ဒါတဲ့ကျင်ကာလအခါကမရမှာဦးဇင်းတို့တဲ့ကျင်ဆိုတာမြန်မာလိုကတော့တဲ့ကျင်ပေါ့နော်ပါဠိဒီမြန်မာစာစကားကဦးဇင်းတို့ပါဠိကဆက်တယ်နော်ဘာဆက်တာလဲပါဠိကနေဆက်တာလားအဲ့တော့မြန်မာလိုသိဉ္ဇဆိုတဲ့ပါဠိကသင်္ကမနဆိုတဲ့ပါဠိကဆက်တာလေသင်္ကမနဆိုသင်္ဘောကကမှုတဲ့ပြောင်းလဲခြင်းပြောင်းရွှေ့ခြင်းဆိုတဲ့အဓိပ္ပာယ်ရပြောင်းရွှေ့တယ်ဆိုတာဦးဇင်းတို့နော်ဒါတနည်းအားဖြင့်ပြောင်းရွှေ့တယ်ပြောင်းရွှေ့တာနော်ဒါတရားကိုပြောင်းတာလေးပြောင်းရွှေ့တာတဘောကတဘောကိုပြောင်းတာလေးပြောင်းရွှေ့တာဦးဇင်းတို့က2020ငါးကနေ2020ကိုပြောင်းလာခဲ့ပြီနော်ဒါမြန်မာပြည်နဲ့ပြောမယ်ဆိုလို့ရှိရင်1980ကလုံးကနေတော့88ကိုပြောင်းလာခဲ့ပြီဦးဇင်းတို့တရားတော်မှာဒီအနေနဲ့ပြောင်းရွှေ့ခြင်းအမျိုးမျိုးရှိတဲ့ချိန်ကငါတို့ဘလို့ပုံစံမျိုးနဲ့ပြောင်းလဲကြမှာလေပေါင်းတဲ့ကဒီလိုကောင်းလေးပြောင်းပါလားနော်ဒါပြောင်းလဲခြင်းမျိုးမျိုးရှိတယ်အဲ့တော့ရက်ဒီလာဒီနေ့ဒီပြောင်းရွှေ့တာကိုကာလအကမနာလို့ခေါ်တယ်။ဘာသာတော့ခေါ်လဲ။ဒီနေ့ကုံသွားလား။ကုံသွားတယ်ဒီကုံသွားတာကြောင်းသွားတာဘာလို့ခေါ်လဲ။ကာလအကမနာကာလသိဉ္ဇဉ်ပေါ့။နောက်တော့ဘဝဆိုတာဦးဇင်းတော်အရိယာမေဖို့အစစ်တမြကာလပဲလို့ဘဝတည်းဆိုတာဘာလို့ရောက်ရလဲ။ကျင်းနေရောက်ပါပဲဘာလို့ရောက်ပါလဲကျင်းနေရောက်ပါအဲ့ဒီဘောကျင်းနေတာကိုပဲဘဝသင်္ကမနာဘဝသင်္ကြန်လို့သိပြရပြောင်းရှင်းသွားတာဟုတ်နောက်တစ်ခုကဘာလဲဆိုတော့ဒီသင်္ကြန်နဲ့ပတ်သက်ပြီးပြောင်းလဲခြင်းနဲ့ပတ်သက်ပြီးခန္ဓာသင်္ကမနာဘာသင်္ကမနာလဲခန္ဓာသင်္ကမနာအဲ့တော့ခန္ဓာဆိုတာယုံနာဓမ္မသင်္ခါရတို့ဒီဦးဇင်းတို့ဓမ္မကြီးနော်ဒါ60စီတော့မေဦးဇင်းတို့အသွားအိမ်ကြီးပါပဲအဲ့တော့ငယ်တို့ကစီချောင်းဆက်မှတော့လူတို့လည်းခုယူနေပြီသိလားဘယ်လိုတော့အဲ့ဒါကလည်းဟောတယ်ရုံနာဓမ္မတွေကြောင်းပြောတာမဟုတ်လားအေးအဲ့လိုကြောင်းပြချင်းကိုကိုကဉာဏ်နဲ့ကြည့်မှမြင်ဘာနဲ့ကြည့်မှမြင်တာလဲဉာဏ်နဲ့စိတ်ကြည့်မှမြင်တာဒီတိုင်းဆိုရင်အလုံးသားရေးသမင်းကြီးဒီဘောရေးစိုက်တယ်လုံးထွေးပြီးနေနေရှိတယ်ဒီမထားပြီးကိုကိုမှမသိဘူးကိုကြည့်လာမှမသိဘူးဒီလိုပဲစီလိုကအပါဝင်တော့ကိုဆက်ဆက်နေကြတယ်အဲ့တော့အခုလို့နေဟောနေနေတဲ့ကတမယမှာငါတို့ပဲနော်ဒါတနေ့လုံးတနေ့ပဲလုံးကာလပဲလုံးငါတို့ဟာညီပြီးတော့နော်သူအဝတ်တွေအကုန်လုံးအနေမျိုးလုံးဝင်ကြပြီအခုလို့2025ကနေ6ကိုခုတဲ့နေ့ကာလခါတမယမှာငါတို့ဘလုံးပုံစံမျိုးနဲ့ပြောမှလေဒီလိုပဲကိုဆာဆာတန်တယ်လေလို့ရဲ့ဒီလာကိုဆုံးသွားမှလားကိုရဲ့တန်ဖိုးရှိတဲ့အရှင်လေးတွေငါတို့အသိကြီးပြီနော်အဲ့တော့ကုသိုလ်ဆိုတာပိုက်ဆံနာကုန်ကြခံပြီးမှလုံးလုံးမဟုတ်ဘူးဒီလိုမိမိအိမ်မှာနေနေပဲမိမိခန္ဓာကိုယ်ဉာဏ်နဲ့စဉ်စဉ်သုံးသပ်ပြီးဟောငါအရင်တော့မဟုတ်တော့ပါလားစိတ်ကစိတ်ပါတဲ့ဘဝလိုက်နေလို့ဆိုရင်မလိုက်နိုင်လို့စိတ်ကတော့လုံးရှိနေကြိုင်းရှိနေဒါပေမဲ့ခန္ဓာကိုလိုက်နိုင်လားမလိုက်နိုင်ဘူးအဲ့တော့ငါခန္ဓာကအရင်မဟုတ်ဘူးဒါတနည်းတစ်နေ့ပြောင်းပြန်လာတဲ့ဖောက်ပြန်နေအဲ့ဖောက်ပြန်ပစ္စည်းတွေဖြစ်ရှင်ပြတ်တာကိုပဲကြောင်းနေတာပဲမဟုတ်လားအဲ့ဒါကိုသင်္ကြန်လို့ခေါ်တယ်သင်္ကြန်ဆိုတာဒီလိုကြီးပဲတာတော့တာသင်္ကြန်မဟုတ်ဘူးသင်္ကြန်ဆိုတာမြန်မာလိုဆိုတာပါဠိတော်သင်္ကမနာဆိုတာပါဠိကဆင်းသက်လာတာကြောင်းလေးရှင်ကြောင်းရှင်းရှင်းအတိတ်ပြရတယ်ဒီလိုအခုတော့ဒါဒီနေ့ဆိုလို့ရှိရင်မဟာသင်္ကြန်အကျက်နေတာဟုတ်လားအကျက်နေရောက်နေပြီဒါနောက်ဆုံးနေ့ရက်ကျန်တော့တာပေါ့နော်အဲ့တော့ငါတို့ဘလို့လူကံမျိုးတွေနဲ့ပြုံးကြမှာလေကုသိုလ်နဲ့ပြောမှလားဦးဇင်းတို့ဒါပဋ္ဌာန်းပါဠိလိုလည်းပြောမယ်ဆိုလို့ရှိရင်ဒါကုသလဝါဒမဟာပိယဝါဒမှာကုသိုလ်ကုသလတကုသလောဓမ္မောကုသလတဓမ္မေကပါဏိယပစ္စေနာပစ္စယောဆိုတဲ့ပဋ္ဌာန်းပါဠိမှာပါရှိတဲ့အတိုင်းအဲ့တော့ယနေ့အခုဓမ္မကြီးဒါတော့ဒါမိဖတော်အလုပ်တော်နေဖြူအောင်မမိုးတွေမိ
တော်စုတွေဒါဘလုံးတခြားလူရှင်တွေအများကြီးပါပဲသူလူရှင်တွေဆွမ်းလူရှင်တွေဒီလိုအလူဒါတိုင်းဖြစ်ဖို့ဆိုတာတွန်းတိုင်းဖြစ်နေပါမလားမဖြစ်နိုင်ဘူးဒါလောဘနဲ့အရှင်မိမိရဲ့ကိုယ်ပဲရှင်ကိုပြည့်စက်ပြီးတော့ဒါအလူဒါနတွေလုပ်ကြရတယ်ဒီလိုလုပ်တယ်ဆိုတာတရားတရားရှိတော့လုပ်တယ်ဘာရှိလို့လုပ်နေလဲတရားတရားရှိတော့လုပ်နေတာအဲကြောင့်မြတ်စွာဘုရားရှင်ကနေပြီးတော့ညတော်တရားကလာရှိတယ်ရှင်ပြောတဲ့လောကကြီးမှာတန်ဖိုးအရှိဆုံးအမြဲဆုံးလုပ်တရားကဘာလဲဗျာအမြဲဆုံးတရားလူတွေလုလောကမှာလောကီနေပြီကအမြဲဆုံးတရားနော်ပြောမယ်ဆိုရင်လောကီလောကုတ္တရာနှစ်ခုလုံးကိုပိုင်ဆိုင်နိုင်အောင်သိပိုင်းနိုင်အောင်ရယူနေတဲ့တရားကဘာပါလဲဗျာလို့မေးတဲ့အခါကျတော့ပုရိသတာတိုက်တံဣဒလောကေဤလောက၌ပုရိသတာရောက်ကြောင်းပြီးမှာအောက်တော်လူပုဂ္ဂိုလ်တို့တွေတတ္တာတရားတိတ်ထိတ်အမြဲဆုံးပါလေတဲ့။ဘာဖြစ်လို့ဒါတရားမြတ်တာလေးဆိုလို့ရှိတတ္တာဝင်ဒီဘုရားဝါကလောကဘုရားရှင်အောင်ဒီအလေးစတဲ့ကဘာတပါကာလပဲလို့ပါရိမကြီးဒီမှာနောက်ဆုံးဝေဒနာမျိုးဘဝမှာမိမိပိုင်ဆိုင်တဲ့သာသနာ့ဘာမရပြီးတော့ဆွမ်းပြီးတော့မိမိပိုင်ဆိုင်စေတော့အလုံးစုံပြီးတော့ယတိယဟောသွားတာကအစနော်ဒါမဲ့ဆိုပြရှိဘုရားပြတာကိုရှင်းနေဦးဘုရားမကြီးကြီးပါရိမကြီးစိန်ဘောတော်ကသူ့လုံးဆောင်ခဲ့တဲ့တော့ပါရိမကြီးလို့မိမိတို့အရမယမိညကြားဘူးလားမိတို့ကြားရတယ်ဘုရားပြတော်မကြီးနေဦးဘုရားမကြီးကြီးဘုရားပြဖို့တဲ့ပါရိမကြီးစိန်ကာလတော်ကဘလို့လုပ်ခဲ့တယ်လူကတွတ်တဲ့အတွက်ဒီလူချမ်းသာပါတော့ငါသိလို့ဒီလူသိကြပါစေဆိုပြီးတော့နော်မိမိပိုင်ဆိုင်တဲ့စီစဉ်ဥစ္စာတွေအကားပြစီလို့ဆွန့်ပြီးတော့ပါရကြီးကလေးဘဝတွေကတော့လုပ်ကြည့်ပါလားနော်ဒီကံတွေကိုလုပ်ကြည့်ပြီးတော့ဘာလို့လုပ်တဲ့လဲအဲ့ဒါတရားတွေကမြတ်စွာဘုရားရှင်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေမြတ်စွာဘုရားဟောတဲ့တရားတွေမြတ်စွာဘုရားရှင်ရဲ့တပိတာဝကသံဃာတွေကိုယုံကြည်တာပါလေတတ်ပါလေအဲ့ဒီတရားတရားရှိမှအဲ့တော့ပထမပိုင်းတော်ဘလို့လာတယ်တတ်တံဥပနိယဒါနာနေဒီတရားတရားကိုအကြောင်းခံပြီးတော့ဒါနာတွေလုပ်နိုင်တယ်သီလသမာဓိတိတ္တိစောင့်တည်နိုင်တယ်ဘုရားတော်ဘာသီလခံယူနေဆိုတာဟောငါသီလစောင့်တည်ကိုရတယ်ဆိုတဲ့ယုံကြည်ခြင်းတွေကကြတာဘူးလားအဲ့တော့အဲ့ဒီဒါတရားရှိမှပဲဒါနာတွေလုပ်နိုင်တယ်နောက်တယ်မလုပ်နိုင်တယ်သီလတွေစောင့်တည်နိုင်တယ်ဘုဒ္ဓရကမ္မဂရောဒီပုဒ်ဒီစောင့်တည်နိုင်တယ်ဇာနာပါဠိမေဃပါဠိဇန်တရားမေဃတွေကိုပေါ်များနိုင်တယ်နောက်တော့ဝိပဿနာဘာဝါဒီကုဏကလိုပြုလို့ပဲဒါခန္ဓာကိုယ်ရုပ်နဲ့ဓမ္မသင်္ခါရတရားရဲ့အဖြစ်အပျက်ကိုချုပ်နိုင်တယ်ဆိုတာဒီတရားတရားကိုရှိမှဖြစ်ပေါ်လာတာဘာလို့ရှိဖြစ်ပေါ်လာလဲအဲ့တော့တရားတရားမရှိဘူးဆိုရင်ဒီကိုသူတို့ဓမ္မမတွေဆွေးနွေးမျိုးတွေဒီခမ်းမထဲကိုရောက်လာကြအကြောင်းကိုမရှိဘူး။ဟောငါတို့တရားဆောင်နေမယ်ဒါရဟန္တာတွေကိုပြုမယ်ဆွမ်းကပ်မယ်ဆိုတဲ့မိမိရဲ့နော်ဒါပိုင်ဆိုင်တဲ့အချိန်လေးတွေကုန်ခန်းလို့လာတယ်ဆိုတာဘာကိုအချိန်ခံလို့လဲတရားတရားကိုအချိန်ခံလို့ဒါကြောင့်မို့လို့ဒီတတ္တတရားတွေလောကီလောကုတ္တရာနှစ်ခုလုံးကိုပိုင်ဆိုင်နေတယ်ဒီပစ္စဝံဘဝမှာရောနောင်တန္တရာဘဝမှာရောက်ရှောက်နော်ဒီပစ္စဝံဘဝတောက်လျှောက်သံဃာဘဝနောက်တောက်လျှောက်ပေါင်းတော့ကျူးပြီးနေတဲ့လူကြီးကပါလဲဆိုတတ္တာတရားပဲတတ္တာတရားဆိုတာမြတ်စွာဘုရားရှိဆိုတာတကယ်ရှိတယ်မြတ်စွာဘုရားဆိုတာဘုရားတို့ဓမ္မတွေမမြင်ဘူးမမြင်မဟုတ်ရပြီပဲလောကမှာအသက်မလို့မြတ်စွာဘုရားဆိုတာတကယ်ရှိပါလားဆိုတာယုံကြည်ရောက်လားယုံကြည်ကြတယ်အယောလို့ဘုရားဆိုတာတင်ထားကြတာလေအဲ့တော့ဘုရားမရှိပြီပဲလေအဲ့တော့ဘုရားကျောင်းဒီမှာအင်းဒီမှာဘုရားကိုဒီလိုအာယုံပြုပြီးတော့ရုပ်ပုရိသရာစေတီတွေဒီခါကြတယ်အဲ့တော့ဒီတရားတရားရှိတဲ့ဓမ္မတွေဒီကိုတရားတရားအစစ်မဲ့ရှိတဲ့ဓမ္မတွေဆိုတာဘုရားတကယ်မရှိဒီမဲ့လေခုအဲ့ဒီရုပ်ကိုဘုရားတဲ့ဘယ်လိုလဲဆိုတော့တကယ်တက်ရှိချင်းချရှိတည်းတော့အာယုံပြုလို့ကိုယ်ဆိုမယ်ဆိုရင်တဲ့မြတ်စွာဘုရားတကယ်ကိုမြင်တယ်အချို့အနေနဲ့တူတွေနော်အာယုံတိုက်ကြည့်တဲ့လူတွေစသတမေစိတ်နဲ့တမန်ပလန်တိုက်ထိုင်တဲ့အခုတက်ရှိချင်းချရှိတဲ့ဘုရားကိုတော့မိုင်းဒီပဲဆိုင်လေးပြီးတော့ဘုရားဆိုတော့လို့တမန်စိတ်နဲ့တူပြတဲ့စိတ်နဲ့ဆွမ်းကမ်းမယ်စိတ်ကမ်းမယ်ပန်းတူမယ်ရေရှင်းကမ်းမယ်ဆိုရင်အကျိုးတရားတွေကပါလေအတူတူပဲဟောဘုရားမရှိတော့ဘူးကတော့ဘုရားကိုရှိမှထားလို့ရှိမှလုပ်နေဆို
အဲ့ဒါဆိုကုသိုလ်ဖြစ်မှာမလားကုသိုလ်မဖြစ်ဘူးဘုရားပြိဋိဘံစံတော်ရေဟောဒီမြတ်စွာဘုရားရှင်ကငါတို့ရှိနေတာပဲငါတို့ဘုရားရှင်ကဘုရားမလောက်သိဘူးဒါကြောင့်ဘုရားဘုရားကျုံမှာဆိုရင်ဒါဘုရားကိုလည်းမှန်လိမ့်မယ်ကာရတာကဘောအာကရဖြစ်မှာစုလို့အာကရဝဆိုတာအဘုဒ္ဓပဲအဲ့တော့မြတ်စွာဘုရားပြိဋိဘံစံတော်ရေဟောငါတို့မြတ်စွာဘုရားဟာရှိနေပြီလားမြတ်စွာဘုရားဒီတရားတွေရောက်ကြကြတယ်လို့ငါဘုရားရှိနေပြီလေမြတ်စွာဘုရားပြိဋိဘံစံခါလေးရှိအာနန္ဒနာချင်းကိုမှာကြခဲ့တယ်ယောအာနန္ဒဘုရားဒီပြီးတော့ပြည့်ညတ်လို့မမသသောတထာတဲ့အာနန္ဒမိငါပြိဋိဘံစံတော်ရေဆိုတော့ဘူကြီးပါနေငါလေးကလေးကပါတိပါရီကြီးတို့လက်စီကောင်းဝါကာလာပဲကိုကြောက်ခဲ့တဲ့တရားသင်တို့ရဲ့ဆရာဖြစ်နေမယ်ဆိုပြီးမှာကြခဲ့တယ်ဟုတ်တယ်မလားအဲကြောင့်မြတ်စွာဘုရားရှင်ပြိဋိဘံစံတော်ရေပဲဒီဦးစီးတို့သင်ရတဲ့ဓမ္မတွေနာရတဲ့တရားတွေမြတ်စွာဘုရားဟောခဲ့တဲ့တရားဖြစ်တဲ့ကြောင့်မြတ်စွာဘုရားသိအချင်းချင်းရှိသေးတယ်လို့ဦးစီးတို့ကမှအောက်မိထားနော်အဲကြောင့်ကိုယ့်ရဲ့အိမ်မှာကိုယ့်ရဲ့ကျောင်းမှာရှိတဲ့ဘုရားတရားတွေဒီရှိခိုက်တဲ့အခါမှာဂေးကိုယူကြည့်တဲ့တရားတွေနဲ့စစ်ခဲ့နော်အဲ့ဒီဓမ္မတွေသူတို့ကောင်းတွေဘယ်တော့မှမစင်ဘူးအဲ့တော့စီစဉ်ဥစ္စာစင်ရင်စင်နေမယ်ဘယ်တော့မှစိတ်မစင်ဘူးစိတ်ရှင်းတာလေနော်အန္တရာယ်နဲ့ကျူလာရင်လည်းဒါအန္တရာယ်ကင်းနေပေါ့လောကကြီးမှာကဘာကာလည်းငါတို့ဓမ္မတွေကဖက်စဘုတ်သုံးနေကြတာပဲဘာကြီးဘာဖြစ်နေလဲအကုန်လုံးစိတ်ပြည့်ဖြစ်နေကြတယ်မလားအဲ့ဒီပူလုံးတို့ညိုညိုကြားတွေကကိုတော့ဘလို့အေးချမ်းနေတယ်မလဲဟုတ်မလားအေးချမ်းအောင်လောကကြီးကိုအငြင်းနဲ့ပြေးနေတယ်လောကကြီးကိုအေးချမ်းကိုပြေးနေတာကဒီဗုဒ္ဓတရားမှာအရှာမရှိဘူးမျိုးရှိတဲ့မိုင်းဆိုင်တွားရှာကြည့်နော်လောကကြီးမှာဒီဘုရားကပေးတဲ့ဓမ္မမိုင်းရှိတဲ့နေရာရှိတယ်ဓမ္မမိုင်းတွားလိုက်ရောက်လို့ရှိဦးစီးနေကိုဦးစီးနေရှိဟုတ်မလားအဲကြောင့်လို့မြတ်စွာဘုရားဟောခဲ့တဲ့တရားဓမ္မမိုင်းရှိတဲ့နေရာဆိုတာမရှိဘူးဒါကြောင့်ဦးစီးတို့ဓမ္မတိချတဲ့တရားကိုလည်းလုံးပေးပြီးတော့နေထိုင်ရမယ်အဲ့လိုဆိုဦးစီးတို့ဦးစီးရဲ့ဆိုပြီးတော့ဘယ်လိုနေထိုင်ရမလဲဆိုတော့မြတ်စွာဘုရားရှင်ကတိပိဋကရှိတယ်နာပရိသံဝိလောမာနိနာပရိသံကတာကတံနာပရိသံဝိလောမာနိနာပရိသံကတာကတံအတ္တနောအာဝေဝိယကတာနိအကတာနိသာပရိသံနေသူတော်ဘာတို့ဝိလောမာနိမိမိပုံကိုနော်ဘာမှအပြစ်မရှိတဲ့စေးရည်ဆွေးဆိုးတယ်ဆွေးတယ်နော်ဘုဒ္ဓမတရားတွေလုပ်နေတဲ့ဟာကိုတဲ့နာအာဝေဝိယနော်အလေးနဲ့ထားပြီးတော့ညှို့နေတယ်လူဘောတွေကမိမိဘာမှမလုပ်ခပ်ပြီးနေပုဂ္ဂိုလ်နေပြီးတော့အချင်းသေးတယ်အရင်သေးတယ်လာပြီးဆိုကြတယ်ခက်တဲ့နေရာမှာငါ့ကိုတော့မှာလားငါ့ကိုပြောမှာလားဆိုပြီးတော့အဲ့ဒါကိုဘုံမသွင်းနေတဲ့အဲ့ဒါကိုအရှင်ကိုခံပြီးတော့မိမိတို့ရဲ့ပိုင်ဆိုင်တဲ့အရှင်တန်ဖိုးထားတဲ့အရှင်ဘုံခံပါလေဘလို့မသွင်းပါနဲ့နာပရိသံကတာကတံအဲ့ဒါဓမ္မတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကပါလေနာပရိသံကတာကတံမိမိမှာအခြားပုဂ္ဂိုလ်တွေကဘာတွေလုပ်နေကြလဲသူတို့တွေဘာတွေလုပ်ကြလဲငါအကြောင်းကိုသူတွေရလားဆိုပြီးတော့သူတို့ဘာတွေကောင်းတာလားကောင်းတာလားကောင်းတာလားအလုံးလုံးလို့ကြည်ရှုပြီးတော့ကြည်မနေပါနဲ့တဲ့နော်သူတို့တွေလုံးကြလားသူတို့တွေလုံးကြလားညတွေကဘာလို့ကြောက်လဲငါအကြောင်းသူတွေရပြီလားဆိုပြီးတော့မိမိရဲ့အရှင်ကိုခံပြီးတော့နှလုံးသွင်းနေတဲ့ကြည်ရှုမနေပါနဲ့နော်အတ္တနောဝအဝေခိယကတာနိအာကတာနိသာငါသာလေးဘာလို့လုပ်လဲငါဘာလို့ဖြစ်ပြီလဲအခုလို့နေဟုတ်လို့နေသိတဲ့ခါကများမှာနော်ဒါတိမလို့ကာလပိုင်းငါခုကိုနေအောင်လို့ဘာတွေကြောင့်ညနေစလောက်ပြီးပြီလေငါမိဖဝတ်ရကြီးခေပြီလားငါသာသမီဝတ်ရကြီးခေပြီလားငါသူစင်တော်သမီးကျင့်ဝဲမိဖဆိုရင်မိဖကျင့်ဝဲရှိကြတယ်ငါမိဖနေရာကနေသာသမီကိုတာဝန်ကြီးခေရလားသာသမီတွေကနေငါမိဖတွေကိုသာသမီရာတာဝန်ကြီးခေရလားငါမိဖကိုဒီတနေ့ကလာပါပဲလို့ငါဘာဒီပြီးဆွနေခေလေဆိုတော့မိမိကိုယ်ကလည်းဘလို့မလဲဆင်းရှင်းသုံးသက်ရမယ်ဘလို့မလဲလူဝါဒီလုံးနေတာကြိုင်တာကိုဘာစိတ်ကြည့်ရမလားမကြည့်ရဘူးလူဘောတွေလောက်လာကြတယ်ကိုအောက်ကိုဖြစ်နေပေါ့အဲ့တော့လူဘောတွေကိုလိုက်နေတယ်မြတ်စွာဘုရားရှင်ကအဲကြောင့်မို့ဒီပူလောင်နေတဲ့လောကပူစီတဲ့နိုင်ငံမှာအစီအစဉ်မျိုးရေးပြီးအမျိုးမျိုးကျုံနေခုလိုခေတ်ကာလမှာတရားမအိုင်နေနေနေပြီးတော့လောက်တရားရှိတာမှန်တရားကိုသူ့ရဲ့ဒီတရားဓမ္မလေးတွေမြတ်စွာဘုရားဟောခဲ့တဲ့တရားဓမ္မလေးတွေနဲ့နှလုံးသွင်းပြီးတော့เนาะဒါဆင်ခြင်ပြီးတော့နေရမယ်အဲ့တော့ဘလို့နေထိုင်ရမလဲဆိုတော့ဉာဏ်မစုတရား၄ပါးနဲ့ဉာဏ်တရားနေရမလဲဆိုရင်ဉာဏ်မစုတရား၄ပါးဉာဏ်တရားဆိုတာဥပ္ပဒေကာရမကြီးကြည့်တဲ့အတိုင်းပါပဲအဲ့တော့ပထမဆုံးမေတ္တာ
ဘာလဲမေတ္တာဆိုတာသူတို့ဘာကိုပြီးတော့ရှိခင်တာနောက်တော့ဗာလဲစီးပွားကိုဟိုလာတာဟာမလားသူတို့ကအငင်းနဲ့ပေးနေတာပေါ့ပြောမယ်ဆိုလို့ရှိရင်တော့ညလက်ထက်တဲ့ကာလမင်းကြီးကနေပြီးတော့ကဘာလို့ဘာတော့အငင်းနဲ့ပေးနေတယ်လို့ပဲမေတ္တာဆိုတာရယူစိတ်မရှိသေးတဲ့သူတို့ရဲ့အကျိုးစီးပွားကိုလိုလာတဲ့ဆိုင်သူတို့ရဲ့ငင်းချင်းကိုမရှိတဲ့စိတ်ဟောငါရဲ့ဒီမှာနေတဲ့ဘယ်မှာကြမနေတဲ့ဒကာဓမ္မတွေငါရဲ့နေတဲ့မိတ်ဆွေတွေအစီအစဉ်ကြပါစေငါ့ကိုလာပြီးတော့ဆိုပါတဲ့ပုဂ္ဂိုလ်တွေအစီအစဉ်ကြပါစေဟုတ်မဟုတ်ကိုကနေပြီးတော့စီးရတော့မေတ္တာမထားနေပြီလေကိုကမေတ္တာထားလိုက်တော့လို့ဆရာကဘာလုပ်နေလဲငင်းချင်းနေတယ်ငင်းနေပေါ့နော်အဲကြောင့်လို့ပြီးတော့ဒကာဓမ္မတွေအတန်းနိုင်ဆုံးမေတ္တာထားနိုင်ကြပါစေကိုရဲ့မိဖတွေအဲ့တော့ကိုရဲ့အင်သူအင်္ဂါနော်မေတ္တာထားနိုင်ကြပါစေမေတ္တာဆိုတာကပရမောစုဘယ်ကစားမလဲဆိုရင်ကိုရဲ့မိသားစုကနေစားနော်အဲ့တော့အမေကအဖေကိုအဖေကအမေကိုပြောရတဲ့ကိုကြီးဝမ်းဝမ်းဆောင်းဆောင်းလို့နော်အဲ့တော့အမေနေကိုတဲ့ခါမှလေးနော်သသမီးတွေကနေပြီးတော့အနိကနေပြီးတော့အမေကနေကိုဖြစ်နေတယ်နော်သားသမီးတွေကတကြံကိန်းနေအစီပါမလားအစီနေဩငါအမေနေကိုဖြစ်နေငါတကြံကိန်းလို့ပြောင်းကြံတော်လို့ပြောင်းအဲဒီလိုမျိုးတွေကမေတ္တာထားတယ်ဆိုတာအဲ့အိမ်ကနေစားတာလေကိုယ့်ရဲ့အိမ်ကိုတော့ကိုယ့်ရဲ့မိသားစုမှာတော့မေတ္တာမထားနိုင်ဘူးဆိုရင်ကဘာသူကဘာသာတဲ့အားလုံးမေတ္တာထားနိုင်မှာမလားထားနိုင်ဘူးအဲ့ဒါညီချင်းတရားပဲနော်အဲ့တော့လက်နဲ့တိတ်လို့ညီချင်းမရဘူးဒီလိုမေတ္တာထားပြီးတော့ညီချင်းတွေကဘာမှအစိမ့်ဖြစ်နေဆိုတာဒီလိုမေတ္တာမထားနိုင်ဘူးတော့ငါနိုင်ငံငါလူမျိုးငါဘာသာနော်ဘာသာဆွေလူမျိုးဆွေလက်မှာဆောက်ကန်ထားပြီးတော့နော်ဖောက်ကိုပြောလို့ပဲနော်ဒါဖောက်ကိုဖမ်းလို့ပဲဆွေကန်ပြီးတော့ဘယ်တော့မှဖောက်နော်ဆွေနိုင်ကန်ထားတယ်ဒါငါရဲ့ဆွေမျိုးငါရဲ့လူမျိုးဆွေမျိုးဒီမေတ္တာမထားနိုင်ဘူးကဘာကြီးပါနေတယ်ရေဝေးဖြစ်နေတာအာရမဏအဲ့တော့ကိုလိုပဲအားလုံးတူရှင်ပြောင်းရှင်မေတ္တာထားမယ်ဆိုလို့ရှိရင်ဓမ္မစရိယာဒါမြတ်တော်နေထိုင်နေပဲအေးချမ်းအောင်နေထိုင်နေပဲအရိယာဘုရားဘုန်းတော်ရဲ့နေထိုင်နေပဲနော်ဒါပုစေအားလျော်တယ်ပေါ့တတလုံးသမတ်လုံးတနေ့လို့မနေနိုင်ပဲနဲ့စက်ကရလိုက်စက်ကတမဏိရလေတမဏိမေတ္တာပွားနိုင်ကြပါစေမေတ္တာထားနိုင်ကြပါဘာမနာအဲ့တော့ကိုယ်အပေါ်မှာမေတ္တာမထားနိုင်ဘူးကိုကမေတ္တာထားလိုက်တော့ပြီလို့ဆိုရင်ကိုကဘာဖြစ်နေလဲငြင်းရှင်းတယ်ဘောမေတ္တာထားတယ်ဆိုတော့နော်အဲကြောင့်လို့နံပါတ်1မေတ္တာထားနိုင်ကြပါစေကျွန်တော်ဓမ္မတွေနော်ယဟန်တနာပေါ်မှာလည်းကိုယ့်ရဲ့ကြည်ဒီပေါ်မှာငေသူပေါ်လေးစားလို့နော်ဒါအကြီးကငေကိုလေးတော့ငါအကြီးပဲဆိုတော့အနေမချင်းနော်အသေးအငေကလေးအကြီးကိုနေပြီးတော့ဘုံမသိအကတော့ဒီဘလာနော်ဒါကိုလေးကြည့်လို့ရှိရင်ကိုအဖေတို့ကိုရဲ့ဦးလေးလို့ကိုရဲ့အဖေတော်တောင်းတာပြီးတော့ကိုအဖေအရင်မဟုတ်ဘူးလေကိုတဲ့ကြည့်ရင်ဒါကိုမှကိုပေါ့မေတ္တာထားပြီးတော့ဆက်ဆံရမယ်လို့ဆိုရမယ်နော်ပြောတဲ့ခါမှာလည်းစကားပြောတဲ့ကိုစိတ်ကမလေးမေတ္တာတည်းပါပါစေလောက်ပိုင်တဲ့ခါမှာလည်းမေတ္တာတည်းပါပါစေကြံစီတွေးတိုးတဲ့ခါမှာလည်းမေတ္တာတည်းပါပါစေအခုလိုကိုယ်ကြီးလောက်ကြတယ်အဲ့ဒီလောက်တဲ့နေရာမှာပထမဆုံးကာယကြီးလဲဆိုရင်မေတ္တာတည်းကြီးတယ်ဒုတိယကစေတနာဘာပဲလို့စေတနာထားပြီးတော့လောက်စေတနာဒီကံပဲကိုရမယ်ဥစ္စာနော်ကိုစိတ်လိုက်တဲ့အပင်ကကိုစားမှာပဲကိုစိတ်လိုက်တာဒီစားအခွားဒီတခွားကြီးစားမှာပဲကျန်ကန်ဒီစားမှာပဲအဲ့တော့စေတနာဆိုတာအဲ့ဒါကိုလုံးလွှဲတဲ့အလုပ်ကအဲ့စေတနာကအကြီးတာပဲအဲ့တော့ကိုကနေပြီးတော့ပေါင်းတာလို့ရင်ပေါင်းတာဖြစ်မယ်ဒါကမိုင်းလို့ပြီးသားပဲအရှိတော်စင်တွေပုံပြီးတော့ပေါ့နော်အဲ့ကြောင့်လည်းဘာလုံးလဲလုံးအိမ်မှာပဲတလေးစီလေးအိမ်လုံးလုံးတခြားပြေပါလုံးဘယ်ကိစ္စမှမဆိုစေတနာထားပြီးတော့လောက်ရတယ်အဲ့ဒီစေတနာတည်နော်ဆိုတော့နိဗ္ဗာန်မရောက်ရင်ဘဝကတခြားကာလမှာလုံးချမ်းသာအကျိုးပြနေတယ်ပဲတဘဝမှာတဘဝအကျိုးပြပါစေနော်အခုလုံးလိုက်တဲ့ကုသိုလ်ကံကအကျိုးပြပြီလေဘဝသံဃာမှာအကျိုးပြမှာကံဆိုတာရှိရှိတော့ရောမရှိဘူးအနေနဲ့အကျိုးပြတယ်ဒါကြောင့်နံပါတ်1ဘာထားနိုင်ရမလဲဆိုရင်မေတ္တာထားနိုင်ရမယ်နော်နံပါတ်2ကဘာလဲဆိုရင်ကရုဏာနော်မေတ္တာပြီးကရုဏာဆိုတာကတတ္တဝါကိုတနာတာနော်တတ္တဝါတွေကိုဒါတနာချီးခင်တာမြတ်စွာဘုရားရှင်ရဲ့ဦးဇင်းတော်ဒါမိုက်လို့တပြည့်မြတ်စွာဘုရားဆိုလို့ရှိရင်ကိုဘဝမှာတသက်စာသုံးလုံးချမ်းသာပြီးနေတတ္တဝါတွေအတွက်စီဝေးရှာရှိတယ်နော်ဒါမဟာစာကမေတ္တာဘဝမှာဆိုလို့ရှိရင်ဦးဇင်းတော်ကကြောက်တော့ဟုတ်တယ်မလားကိုကတအားချမ်းသာတယ်ဒါပေမဲ့သူတို့ဘာလို့တွေးလို့ရှိလို့ဆိုပြီးတော့သိကိုကြီးနေတယ်ဒါတော့လည်းပုံထွက်တာဟုတ်တယ်မလားအမှန်ဒီပင်တစ်ထည့်မှာဘာဖြစ်သွားလဲ
သိဖို့ပြောက်သွားတယ်သူကလာကြတယ်နေခလာတဲ့သမီးကလာကြသွားတာအဲ့ဒီဘောမှာဆင်းလို့ခီးထွက်တာပေါ့ချမ်းသာပြီမဲ့လူဘာဒီတတော်ဒီဆင်းတဲ့လူညဝေချင်လို့လားသူရဲ့ပိုင်ဆိုင်မှုတွေကြောက်ကြောက်ခီးထွက်ခဲ့တယ်ဒါကြောင့်ဘုရားဦးစီးတော်ရက်ွယ်ဒီရက်ွယ်ဒီမှာမြို့ဒီမှာနေရှင်းရှင်းရက်ွယ်ဒီရက်ွယ်ကရှင်းရှင်းကျောင်းသားတယောက်နော်ဘုရားမရှိနေတော့ဘာဟင်းရှင်းကြလဲကတော့ဘာဟင်းရှင်းတဲ့တမျိုးကျတော့တဲ့ရင်းရှိခင်နော်တရားမှတရားမရှိညဝေခွင့်စားပြီးတော့ဒီလိုတိတ်တုံဝင်နေဘာလို့မလဲနေထိုင်ရမှာအဲ့လိုမြတ်တာစိတ်ထားမယ်အဲ့လိုမျိုးကရုဏာစိတ်ထားရရမှာနော်ကိုရရင်ကိုကနေပြီးတော့စက်သားတလုံးနဲ့အဲ့ဒါကိုအောက်ထားတယ်ဒီမြတ်စာမှာကြောင်းတော့တယ်နော်အဲ့လိုစိတ်ထားကြပါလေနော်အဲ့တော့သူကိုအဲ့ဒါနာမကကွာတဲ့ကိုတော့မှဒီလိုကောင်းတာပဲစားရှင်လေကောင်းတာပဲဝယ်ရှင်ဒီလိုပါလေကောင်းတာစားရှင်ပါဘောမဟုတ်လားအဲ့တော့မိမိကိုရှင်းစာတရားထားပြီးတော့နေထိုင်ရမယ်တဲ့အဲ့ဒါကရုဏာလို့ခေါ်တယ်ပေါ့နော်နောက်တော့မုဒိတာဆိုတာဝမ်းမြောက်ခြင်းတဲ့ဝမ်းမြောက်ရဲဆိုတာကိုယ့်ရဲ့ရက်ွက်ခြင်းမှာကိုယ်နဲ့နေတဲ့ပုဂ္ဂိုလ်ကကြီးပွားသွားတဲ့ချမ်းသာသွားရဲ့သူကချမ်းသာပြီးဆိုပြီးတော့မနာလို့စိတ်နဲ့နေပြီးတော့ကိုယ်ချိုးလိုက်တာမျိုးလို့နော်အဲ့တော့ကိုယ့်ရဲ့ကိုမနာလို့တဲ့ပုဂ္ဂိုလ်ရဲ့စကားကိုနောက်တစ်နေ့မှာတော့ပြီးတော့အတင်းပြောတာမျိုးဒီလိုမလုပ်သေးဘူးတဲ့နော်ဟောမတကယ်ရှင်းနေဒါအောင်မြင်သွားတယ်အဆင်ပြေသွားတယ်ဝမ်းသာလိုက်တာငါသူ့လိုဖြုတ်ကြိုးစားမယ်စိတ်မချဟုတ်မလားဟာသူကကြီးပေါ်တော့ပြီးချမ်းသာတော့ပြီးဆိုပြီးတော့မနာလို့စိတ်နဲ့နော်အတင်းလုံးတာမျိုးတွေတိုက်ခိုက်တာမျိုးတွေမလုပ်အောင်တဲ့နော်သူတို့မှလက်တစ်ချက်ရှင်ကျိုးစားလို့ဖြစ်တာလေငါဘာလို့မဖြစ်နေမှာလဲဟုတ်တယ်မလားကျိုးစားရင်ရှင်အလေးနဲ့အများတော့ဖြစ်ပါလေဖြစ်မှာပဲကိုကဒီဘဝမှာကျိုးစားတော့မဖြစ်ဘူးဆိုတာအတိတ်ဘဝကံနေပါဠိပြီးလို့ဆိုတာသတိထားပါစေဦးဇင်းကံရရတယ်အဲ့ဒါစနစ်ဒီဘဝမှာဘလောက်ပဲကျိုးစားမဖြစ်ဘူးဆိုတာဒီဘဝကံနဲ့မဆိုင်ဘူးအတိတ်ဘဝကံနဲ့ဆိုင်နေတာနော်အဲ့ဒါလည်းသတိထားပါတပည့်တော်နေနေတဲ့စတဲ့နေနေကောင်းတာလို့နေကောင်းတာရပါလားမျိုးနဲ့ကံတရားဆိုတာအဲ့လိုဆန်းကျင်တယ်အဲ့ဒါကမြတ်စွာဘုရားဟောထားပြီးသားအတိတ်ကပါလာတဲ့တိုက်ကပါလာတဲ့ကံကိုဦးဇင်းတို့ကညရမှာဟုတ်လားအဲ့ဒါဒီဘဝမှာကောင်းတာမလားအဲ့တော့အတိတ်ဘဝကကံကကောင်းတဲ့အဖြစ်ပြီးရှင်ပြီးလေကိုကဒီဘဝမှာဘုရားဆင်မလို့ပိုက်ဘာနဲ့တွေ့လဲဆိုတော့ဦးဇင်းတို့မြောင်းနေမှဒီမှာတိတ်လေးပိုက်နေမှဆိုရည်စည်းဟုတ်လားမရှိတော့ဘူးအဲ့ဒါဖိပြလိုက်မှဆင်းတော့အဲ့လိုပဲအတိတ်ဘဝကကုသိုလ်ကအကျိုးပေးရှင်ပြီးလေဒီဘဝကကုသိုလ်လို့ပြီးနေချင်းအတိတ်ဘဝကအကျိုးပေးလို့မရနိုင်ဘူးရှိတယ်အဲ့ကြောင့်ဒီဘဝကကုသိုလ်ပဲရောက်မှတော့နော်အဲ့ဒီကုသိုလ်ကအကောင်းလာပြီဆိုရင်အတိတ်ဘဝကပွဲသွားတာနဲ့အောင်မြင်သွားတာပဲအဲ့လိုမျိုးရှိအဲ့တော့အနေနဲ့ပြောတော့အောင်မြင်ပါပဲလို့ပြောတာနော်ကိုယ့်ရဲ့လက်ထဲမှာမအောင်မြင်နေကိုယ့်ရဲ့သားသမီးလက်ထဲမှာအောင်မြင်လာပြန်ဒီလိုမျိုးစိတ်ရှိအောင်မြင်ပါပဲအဲ့ကြောင့်လို့ဦးကြီးတို့လောကကြီးဘာဖြစ်နေဖြစ်နေမြတ်စွာဘုရားမြတ်စွာဘုရားပေါ်ချက်ခဲ့တရားထိုင်မှာလက်ကန်ထားပြီးစိတ်ရှင်းတာကိုရှင်းတာနဲ့ငါတို့ဘာလို့သိနေငါတို့ဘာလို့ရအောင်လို့ကိုယ်သူတို့ဘာတွေလောက်တော့ကိုယ်မနေနဲ့သူတို့ဘာတွေဘာလို့နေတာကိုကြည့်မနေနဲ့ကိုတို့လုံးသိလုံးထိတ်တာပဲဘာလို့မလဲလောက်ရအောင်ရမှာမဟုတ်လားနောက်တော့ဥပိ္ခာတဲ့မြတ်စွာဘုရားဥပိ္ခာဆိုတာကိုနဲ့မတိဘူးစကားပြောတာဥပိ္ခာတော့ဘာလားမဟုတ်ဘူးဘာနဲ့မတိဘူးနဲ့စကားပြောအဲ့ဒါဥပိ္ခာမဟုတ်ဘူးတို့ကြရင်သူစကားကောင်းနဲ့ရန်ချဲတော့စကားများထားလို့စကားမပြောတာဘာလို့ဥပိ္ခာမဟုတ်နော်ဥပိ္ခာဆိုတာတန်းလူဆက်ဘာလို့ခေါ်လဲဥပိ္ခာရှမ်းသာလူကြီးကြီးဆင်းတဲ့လူတွေဖြစ်ပြီးဟဲ့နော်ကိုကနေပြီးရှမ်းသာတဲ့ဟာကကိုရဲ့အမျိုးကဆင်းရဲဖြစ်ပြီးတော့တန်းလူလားသူတွေလားသူထိုင်စားတော့ဘာညာကိုရဲ့အိမ်မှာနေကိုရဲ့မိသားစုလို့ကိုရဲ့တငယ်ချင်းကိုရဲ့မိတ်ဆွေနော်ရှက်တာဆင်းရဲခွေးချပြီးနေရုံဇန်နီခွေးချပြီးဆက်ဆက်တော့ဘာလို့ခေါ်လဲဥပိ္ခာနော်ကိုရဲ့အဖော်တော်မယ်ကိုရဲ့အဖော်တော်ကိုရဲ့ညီတို့ကိုရဲ့မောင်နှမတို့ကိုရဲ့မိသားစုလိုပဲချာတော့လို့လေနန်းဆက်ဆိုင်နေတန်းလူကျိုးတယ်လေဆက်ဆိုင်နေအလောလောတယ်ဆိုရင်အဲ့ဒါဥပိ္ခာပဲနော်ဥပိ္ခာဆိုတာဒါညာဘက်ကိုလည်းမဆောင်ဘူးဘေးဘက်ကိုလည်းမဆောင်ဘူးတီတီမြတ်ဆက်ဆံတာကိုဘာလို့ခေါ်လဲဥပိ္ခာလို့ခေါ်တယ်ဒီတရား၄ပါးကိုပိုင်ဆိုင်ထားတဲ့ဒီဓမ္မမတွေဒီတရား၄ပါးနဲ့ကျင့်ကြံအထုတ်နေတဲ့ဒီဓမ္မမတွေဘေတော့မှဘုရားဒီချိန်တော့နေနိုင်တယ်နော်ဒီတရားတွေလည်းရှိရှိသူတော်ကောင်းတွေကဒီထိုင်သွားကြတာနော်ဓမ္မဆိုပါလေနံပါတ်1ကပါလေမေတ္တာနော်မေတ္တာဆိုတာကိုယ့်ရဲ့မိသားစုကနေစပြီးတော့ဘယ်ဝင်ကြမှာရှိတဲ့ဓမ္မမတွေအစဉ်ပြောင်းဘယ်ဝင်ကြမှာရှိတဲ့ကိုယ့်ရဲ့မိတ်ဆွေတွေအစဉ်ပြေသွားအောင်မေတ္တာထားနိုင်ရမယ်
အဲ့တော့မိမိအိမ်ကိုပစ္စည်းမိမိကိုအိမ်တရားရောက်လာတယ်သူကပစ္စည်းကိုကျန်ခဲ့တယ်ဟောဒါငါတကယ်ရှိမှကျန်ခဲ့တာပဲဟာသိထားလိုက်မယ်သူလည်းပြေးမယ်သူကဖုန်းဆက်လိုက်မယ်အဲ့လိုမျိုးသူများပစ္စည်းမပြောက်ပြရအောင်စောင့်ထိပ်ပေးတာနေပါလေမြတ်တာလေအဲ့ဒါကအစားနော်အောက်မှာနေမလို့ဦးဇင်းတို့ဝင်ပြီးစီကားပါစီကြတယ်ကိုယ်ရဲ့အသက်ဟောကြီးတယ်ဟောတရားဖြစ်ပြီးတယ်ဟုတ်မလားနောက်ကိုယ်ရဲ့အသက်ကြီးတယ်ကိုယ်ရဲ့ယဟန်နာကလေးတက်လာတယ်နေရာဖြစ်ပြီးတယ်အဲ့ဒါပါလေမြတ်တာဟောဒီဦးဇင်းနေအစဉ်ပြေနေပါစေဒီအဖွားတွေအစဉ်ပြေနေပါစေဒီအင်ကိုရောက်ပါစေဆိုတဲ့မေတ္တာစိတ်နဲ့ဦးကြီးလေးတွေလုံးပေးရတယ်လုံးပေးတယ်အဲ့ဒါကအစာမေတ္တာဆိုတာအကုန်လုံးပဲအဲ့ဒါကိုပဲသူတို့ဘာတွေကြီးပွားချမ်းသာတာကိုပေါ်လာတာရယူတဲ့စိတ်မရှိဘဲနဲ့သူတို့ဘာကိုအငြင်းတဲ့ပေးနေတဲ့စိတ်ဟာမေတ္တာတွေပဲအဲ့လိုသူတို့ဘာကိုအေးချမ်းအောင်အေးချမ်းနေတဲ့စိတ်ရှိတယ်ဆိုတဲ့ကိုယ်အေးချမ်းနေတယ်မဟုတ်လားကိုကတော့မေတ္တာနဲ့ပေးနေတယ်ဆိုပြီးတော့ကိုယ်အေးချမ်းနေတယ်အဲ့ဒါအရောက်မေတ္တာထားနိုင်ကြပါစေကျွန်တော်တော်တော်များများဒါနေ့ဟောနေနေ့သိတဲ့အခါသားများမှာငါတို့နော်ကောင်းတဲ့အမူအရာလေးတွေကောင်းတဲ့တရားတွေလည်းကြောင်းရှိနေကြပါစေနော်အဲ့တော့ဦးဇင်းတို့တရားဓမ္မတွေဒါဒီနေ့ဆိုလို့ရှိရင်သင်္ကြန်ကာလအခါသားများမှာဒါ90ဟောတာဘာလဲသာသနာတက္ကရာနဲ့ဆိုလို့ရှိရင်ဘယ်လိုရှိပြီလဲဆိုရင်2560နဲ့ကိုဘယ်လိုရှိပြီလဲ2560နဲ့ကို90တဲ့ကဘယ်လောက်လဲ1980နဲ့ဖန်ကားတွေရှိရှိကိုပူပြီး2026နေလာပိုင်းစင်ပါရဲ့ဘောလုံးနေနော်အဲ့တော့ဘုကာလမှာကျွန်တော်ဓမ္မတွေကောင်းမှန်သောသူတော်ကောင်းတရားတွေနဲ့ကြောင်းရှိနိုင်ကြပါစေလို့ဦးဇင်းမြတ်တာလက်ဆောင်ပေးပါတယ်ဦးဇင်းတော်ဓမ္မတွေကောင်းမှန်သောမြတ်တာတဲ့ဒီကောင်းမှန်သောဘုရားတဲ့ဒီကောင်းမှန်သောဥပ္ပခါတဲ့ဒီကောင်းမှန်သောမူလတဲ့ဒီနဲ့ကြောင်းရှိနိုင်ကြပါသောဘုံကောင်းရာဖြစ်ဖန်နိုင်ကြပါစေကုန်သတည်းAll right,